မောင်ဆိုတဲ့နိုင်စားလေးကလေအသက်ရနေတော့မဆိုင်ဘူးမောင်ရဲ့ဒါမဲ့လေမမချင်းနဲ့မောင်တရားနဲ့သိရှိတယ်အဲ့ဒါတော့ယုံပြီးမောင်ပါ မောင်ရည်နဲ့မတရားလို့ရှိ ဒီမှာမောင် မောင်ရည်နဲ့မောင်တရားလို့ရှိ မောင် မောင်ရည် အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရှင်းလုပ်ပြတော့မယ့်ဗီဒီယိုလေးကတော့ဒါမင်းသားဆိုင်မိုးရဲ့နှစ်ပါးသောဟာတာဗီဒီယိုလေးဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ပါတူတူလိုက်ပါကြည့်ရှုပေးပါဦး မင်းကစမတော်ကြီး ဟုတ်ပါ အရန်တာရနေပြီပါနော်ဟုတ်ဆိုတော့ ချိုး ကိုကြီးနဲ့ဆိုတော့လေကိုကြီးလို့ခေါ်လို့ ဒီကိန်းကြီးလေ မောင်အဲ့လိုမျက်နှာမများရင်ဟုတ်လေမောင်ရဲ့ ဒီလိုတော့ခေါ် မောင်ခေါ်တာလေမောင်အဲ့လိုမျက်နှာများအောင်နော်မောင်အဲ့လိုမျက်နှာများတော့မောင်အားငယ်မှာပေါ်လို့ နေဘောဟုတ်တော့ လူမနဲ့မရဘူး ဟုတ်ပါဟုတ်ပါ ဘယ်မှာလဲအားငါသားမဲ့စပီးသေးက ဟုတ် တရားဆိုတရားဆို မောင်ပါလေနော် မောင်တရားဆို လူကုန်ကြီး ပြောတော့မမကိုချစ်တာဆို မတည့်လာတဲ့တရားချီရလိုက်လာတရားဆိုတရားမလို့မောင်တရားကိုဟိုဒီမောင်တဲ့လို့လေလား တဲ့တူနေ မမ30ခေါ်မောင်လေးက31အဲ့ဒါမှမောင်လေးမနဲ့ချစ်စလားဖြစ်မှာလေမောင်လေး 31နဲ့39ပေါင်းလို့68 ဒီမှာလားအသက်ရွယ်ရ အဲ့ဒါဆိုရင်ဒီလိုနှစ်ယောက်လုံးကမဖြိုးနဲ့9နှစ်ပဲกว่าလေအဲ့ဒီယောက်တော့68မဖြိုးက61အော်တီအောင်လို့ပြည့်စက်လေတီအောင်လို့ ကြုံညာ ဘာလို့ကြုံညာနေတာလဲ 6ပြီးအောင်မောင်ညာ မဒီမှာအသက်ရွယ်နေနေဒီလိုချစ်လို့နဲ့ခေါ်တဲ့နာဆောင်မောင်ဆုံးဖြစ်တာ ဒီလုံးမလားဘူး ဒီမှာလေ အဲ့ဒီတော့လိုက် ဟာ ခဏလေးခုနကစကူကစားပြီးသွားပြီဟောဘာလို့လဲညာလေး နန်ရော ဒီမှာ မောင်ဆိုတဲ့နိုင်စားလေးကလေအသက်ရနေတော့မဆိုင်ဘူးမောင်ရဲ့ဒါမဲ့လေမမချင်းနဲ့မောင်တရားနဲ့သိရှိတယ်အဲ့ဒါတော့ယုံပြီးမောင်ပါ မောင်ရည်နဲ့မတရားလို့ရှိ ဒီမှာ မောင်ရည်နဲ့မောင်တရားလို့ရှိ မောင် မောင်ရည်နဲ့မတရား အာရှုပ်ကုန်ပြီ ရောက်ပြန်များလာတယ်ပဲလက်ကိုပြော တရားနဲ့ပေါင်းလို့2ယောက်ပေါ့ မောင်မရန်ကုန်သူစစ်စစ်တော့မောင် အော် ဒီမှာမှာ မင်းလေး အဲ့ဒါကြည့်များလိုက်မယ်လို့ချိန်မထား ရတာ ဟဲ့ဘေးရောညီရအောင်ဘယ်မျိုးကလည်းပြောစမ်းပါ သူကရန်ကုန်က ဟေး မမလေးရန်ကုန်သူမစစ်နေတာနေ တကယ်မန်းလေးရနော်ကိုကိုမန်းလေးလူတိုင်း အဲ့လိုဆိုညီတို့စားငါပြောလိုက်မယ်ငါရွာထဲပတ်သက်ရဖားတဲ့စေ ဒီမှာဒီမှာလည်းကြောက်လေမောင်ဘေးကနေပါလီဖြစ်နေစက်အခုတော့မောင်ကဒီလိုလေးပေါ်လာတယ်ဆိုတော့ မောင်ဘာပဲပြောမောင်တစ်ခုခုတော့ရွေးချယ်မှရမယ်မောင် ရှိချင် ဘသူ့ကိုရွေးချယ်မှလဲ ခွေးကန်ကြီးပြန်လွားလာရုံနဲ့ အော်ဒီခွေးရောပဲကိုင်းတာမောင်ဘသူ့ကိုရွေးချယ်မှလဲပြောမောင်ရွေးအော်ဒီနှခမ်းမကြီးရတယ် ဟိုညာရှုပ်ကုန်ပြီ ကိုကိုနာ ရှုပ်ကုန်ပြီရန် ပါပဲ ကျွန်တော်မောပြေစလို့သူတို့ချောတယ်မောပေါက်လာပြီဘယ်သူမှမရွေးတော့ဘူးတော့ မောင်ဘယ်လိုလုပ်အောင်လဲ တပြေပြီဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒါကျွန်တော်တို့ဒါမင်းသားဆိုင်မိုးရဲ့ဒီနှစ်ပါးသောဟာတာဗီဒီယိုလေးဖြစ်တယ်ဗောနော်ကျွန်တော်အနေနဲ့ဒါဘာလို့ဖြစ်ကျွန်တော်အနေနဲ့ဒီကျွန်တော်ဗီဒီယိုလေးကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုနေတဲ့ကျွန်တော်မင်းသားဆိုင်မိုးရဲ့ပြည်သက်တွေရောဒါကျွန်တော်အားပေးကြတဲ့ပြည်သက်တွေရောဗောနော်ဟုတ်ကဲ့ပါဘာလို့ဖြစ်ကျွန်တော်ဒီဟာလေးကိုဒီဟာတာလေးဖြစ်နေကျွန်တော်တို့ဒါဗီရှင်လုပ်ပြီးလိုက်တာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့ပျော်ရွှင်နိုင်ကိုကျွန်တော်အနေနဲ့ထူပြီးကျေးဇူးတင်ပါတယ်လို့ပြောရင်းနေဗောနော်ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရန်နာပြရစေ